မေကွန်လေးတစ်ခုပါဝင်ငွေနဲ့ထွက်ငွေမမျှတတဲ့ချိန်မှာဘယ်လိုစုရမလဲပထမဆုံးစူးစမ်းတဲ့ကဝင်ငွေကိုပို့ပြီးတိုးအောင်စူးစမ်းစေချင်ပါတယ်ကို့မှာအလုပ်တစ်ခုရှိပြီးသားဆိုရင်တော့အချိန်ပိုင်းအလုပ်တွေ freelance အလုပ်တွေကိုလုပ်ဖို့စူးစမ်းကြည့်စေချင်ပါတယ်ဒီဘက်ခေတ်က digital ခေတ်ဖြစ်လို့ online ကနေလည်းအလုပ်တွေလုပ်လို့ရနိုင်ပါတယ်ဘာလို့မလဲဆိုတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့နှီးစပ်မှုပုံမှုတွေပါတယ်ကျူရှင်တွေတင်ပေးလို့ရတယ် online နေတင်တန်းတွေဖွင့်လို့ရတယ် content တွေရေးပေးလို့ရတယ်ဘာသာပြန်လုပ်ပေးလို့ရတယ် graphic design တွေလုပ်ပေးလို့ရတယ်စသဖြင့်ကိုနဲ့နှီးစပ်တာကိုရှာဖွေကြည့်စေချင်ပါတယ်ငါတနေ့လုံးလုပ်တွေလုပ်နေရတယ်နောက်တစ်ခုလုပ်ရင်ပင်ပန်းမှာပေါ်လို့တွေးမိရင်ပတ်စံတွေမစုမိပဲနဲ့ဒီတိုင်းဒုံရင်သွားနေကျမကြီးပြဿနာလိုမျိုးအရေးပေါ်အခြေအနေနဲ့ကြုံရရင်ပို့ပြီးပင်ပန်းမှာတွေးမြင်ကြည့်ပါအဲ့ဒါဆိုရင်အပင်ပန်းခံဖို့ခွန်အားတွေရတယ်နောက်ထပ်လုပ်လို့ရတာတခုရှိပါသေးတယ်ကိုခုလုပ်နေတဲ့အလုပ်ထက်ပိုကောင်းတဲ့အလုပ်လားစာပုံများတဲ့အလုပ်ကိုပြောင်းလုပ်တာပါအခုအလုပ်မှာပဲယာရုတိုးရတာလေဒီထဲမှာပဲအကျုံးဝင်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်ဖို့ဆိုရင်ကိုယ့်စီမှာဒီထက်ပိုပြီးအရေးချင်းတွေပြေးဝနေဖို့လိုပါတယ်ဒါကြောင့်အားလက်တဲ့ချိန်မှာစူးစမ်းပြီးကိုယ့်ရဲ့အရေးချင်းတွေကိုဖြည့်ဆည်းပါလို့အကြံပြုချင်ပါတယ်လောကကြီးမှာဘယ်အရာမှအလကားမရပါဘူးအဲ့လိုပါပဲဘယ်အရာမှကိုလည်းအလကားမပေးရပါဘူးကိုယ့်ရဲ့ပင်ပန်းမှုတိုင်းကနေတစ်ချိန်ကျရင်အကျိုးမြတ်တွေပြန်ရမှာပါနောက်ဗီဒီယိုမှာထွက်ငွေနဲ့ပတ်သက်ပြီးစီမံခန့်ခွဲလို့ရတာတွေကိုဆွေးနွေးပေးသွားပါမယ်အခွင့်အရေးပြန်ဆုံးကြပါသေးတယ်ကျွန်တော်ဒေါက်တာဟိုင်တို့ပါ